ညောင်မင်းသားဆိုတဲ့ရွာလေးဟာမြို့နယ်အတော်လေးအလံဝေးလာတဲ့ရွာလေးဖြစ်ပြီးတခြားသောရွာတွေလိုပဲစိုက်ပျိုးရေးကိုလုပ်ကင်ကြတဲ့ရွာလေးတစ်ရွာဖြစ်ပါတယ်။ညောင်မင်းသားရွာလေးကတောတောင်တွေဝန်းရံထားပြီးတဘာဝအတိုင်းစီးဆင်းနေတဲ့လှပတဲ့စမ်းကြောင်းလေးတွေရောရှိနေတာကြောင့်အလွန်တရာလှပပြီးစိုက်ပျိုးရေးလည်းအရန်ကိုဖြစ်ထွန်းလာတဲ့ရွာလေးလည်းဖြစ်တယ်ဗျ။ညောင်မင်းသားရွာသူရွာသားတွေကတခြားရွာတွေနဲ့မတူပဲစိုက်ပျိုးရေးအပြင်ငါးမွေးမြူရေးလုပ်ငန်းကိုလည်းလုပ်ကင်ကြပါတယ်။တနေ့မှာတော့မထင်မှတ်ဖက်နဲ့ရွာမှာနေထိုင်တဲ့ဖို့တုံမွေးထားတဲ့ငါးကန်တွေကငါးတွေတကောင်မှမချမ်းအောင်အကုန်ပြတ်ကုန်ပါတယ်။ဆိုတော့ရွာသားတွေလည်းသူတို့မွေးထားတဲ့ငါးတွေပါပြတ်ကုန်မှကိုစိုးရိမ်နေကြတာပေါ့ဗျာ။ငါ့ကိုခိုးသွားတဲ့တခုကိုရွာသားတွေရှားကြပေမဲ့ဘလို့မှရှာမတွေ့ဘူးဖြစ်နေကြပါတယ်။ဒါကြောင့်ရွာသားတွေဟာကို့ငါးကန်ကိုနေ့နေ့ညညစောင့်ကြည့်နေကြရတယ်ဗျ။တားရီဒီနေ့တော့တားဖေစားတားပဲငါးကန်ကိုသွားဆောက်ကြည့်ပေးလိုက်တော့နော်တားဖေနေမကောင်းဖြစ်နေတာခုထိမသက်သာသေးဘူးကွအခုကငါးတွေထက်ပြီးပျောက်တဲ့သတင်းမကြတော့တာအတော်ကြာနေပြီအမေရဲ့သွားပြီးတော့စောင့်မအိတ်လည်းရပါတယ်ဗျာတားရဲ့အိရဲ့အတွက်စားစရိတ်တွေနဲ့ငါးမွေးဖို့အရင်ကြီးရဲ့အကုန်လုံးကတားဖေသူများစီကနေငွေချေးယူထားရတာမမေ့နဲ့အောင်တကယ်လို့အမေတို့မွေးထားတဲ့ငါးတွေအကုန်ကိုးခံလာရရင်အမေတို့အကုန်လုံးဒုက္ခရောက်ကြလိမ့်မယ်မောင်ကောင်းတယောက်အမေဖြစ်တဲ့သူရဲ့စကားကိုကြားလိုက်ရတော့အနှဲငယ်စိတ်ညစ်သွားပါတယ်ဒါဆိုလည်းဒီညကျွန်တော်ပဲငါးကန်ကိုသွားအိတ်လိုက်ပါမယ်ဗျာမောင်ကောင်းအမေဖြစ်သူကိုဂရီပေးပြီးတော့စပင်းကိုယူကတငယ်ချင်းဖြစ်တဲ့ဖိုးထောင်စီကိုသူနဲ့အတူအဖော်လိုက်ပေးဖို့အတွက်ဖိုးထောင်ရဲ့အိမ်ဘက်ကိုစပင်းနှင်းထွက်ခဲ့ပါတယ်ရွာထဲမှာငါးတွေအရင်တစ်ခါလို့အများကြီးမပြောက်တော့ပေမဲ့တခါတလေတချို့ရွာသားတွေရဲ့ငါးကန်ပေးရဘုံဘုံမှာကိုက်ဖြတ်စားတော့ထားတဲ့ငါသေးအစိပ်ပိုင်းတွေကိုတော့တွေ့ကြရသေးတယ်ဗျ။ဒါကြောင့်ရွာသားတွေကငါးတွေပျောက်တာလူတွေခိုးလို့မဖြစ်နိုင်ပဲသူတို့ကြံတဲ့ကောင်ကောင်ကြောင့်ဒါမှမဟုတ်တခြားသောအရာတွေကြောင့်ဖြစ်မယ်လို့ကောက်ချက်ချကြပါတယ်။တကယ်ချင်းငါမင်းနဲ့လိုက်ခဲ့လို့မရဘူးကွာ။မင်းကလည်းကွာတညာလေးပဲအဖော်လိုက်အိပ်ပြီလို့မရဘူးလား။ဖိုးထောင်ညင်းလိုက်တဲ့အတွက်မောင်ကောက်အနှဲငယ်စိတ်ထဲအလိုမကျဖြစ်သွားခဲ့ပါတယ်ငါမင်းနဲ့တကယ်လိုက်လို့မရလို့ပါကွာဟိုကောင်မင်းနဲ့ငါ့ကိုမင်းနဲ့လိုက်ခိုင်းမှာမဟုတ်ဘူးကွာမင်းနိုင်ဆိုတာကဖိုးထောင်ကြိုက်နေတဲ့ကောင်မလေးရဲ့အကူဖြစ်ပါတယ်မင်းကသူ့စကားကိုနားထောင်ရအောင်မင်းနိုင်ကဘယ်တော့မှမအဖေဖြစ်သွားတော့ငါအဖေတော့မဟုတ်ပေမဲ့ဟို तू ကငါမင်းကိုတခုကူညီပြီးရင်သူ့ညီမနဲ့အဆက်အသွယ်မလုပ်ခိုင်းတော့ဘူးလို့ချိတ်ချောက်ထားလို့ပါကွာမင်းတရက်ကြောက်တယ်လားမောင်ကောင်မင်းကြောက်တယ်ငါရဲ့ဒီအဆောင်ဖုံးကြီးပုံတော်လေးယူထားလိုက်ဒီပုံတော်ကတကယ်စွမ်းတာကွာဘာအဆောင်တော့ကွာဒါကဖုံးဖုံးမဟာလို့ခေါ်တယ်သူများတွေအမြဲဆောင်ထားကြအေးအဲ့ဒါဆိုလည်းငါယူသွားမယ်နောက်ဆုံးတော့လဲမောင်ကောင်းတယောက်အဖို့မပါတကူတဲ့ညအိတ်ဆောင်မှုဖြစ်လာခဲ့ပါတယ်ညနေ4 နာရီလောက်ရောက်တော့လိုအပ်တဲ့ထမင်းဘူးတွေအိယာခင်းတွေစောင်းတွေထုတ်ပို့ပြီးသွားဖို့အစင်သင့်ပြင်းနေတော့တယ်ဗျပြီးတော့သူမွေးထားတဲ့ခွေးမလေးမိညိုကိုသူနဲ့အတူခေါ်သွားဖို့လိုက်ဖမ်းနေခဲ့ပါတယ်။ပုံမှန်ဆိုလဲမိညိုကအရန်ကိုကြောက်တတ်တဲ့ခွေးမလေးဖြစ်ပြီးဒီနေ့မှလည်းသူ့ကိုခေါ်သွားမယ်ဆိုတာသိလို့မောင်ကောင်းကိုအနာကမခံပဲပတ်ပြေးနေခဲ့တယ်ဗျ။နောက်ဆုံးတော့မောင်ကောင်းမိညိုကိုဖမ်းမိပြီးဂုံဒီအိတ်ထက်ကသူ့စပိန်မော်တင်းခဲ့လိုက်ပါတယ်။ဟဲ့တားလေဘာလို့မင်းညိုအနိုင်ကျင့်နေရတာလဲ။ဒါအနိုင်ကျင့်တာမဟုတ်ပါဘူးအမေကတာသူ့ကိုတားနေသူအဖော်ခေါ်သွားမလို့ပါဗျ။ तू မလိုက်ချင်လည်းအတင်းကျပ်မခေါ်သွားပါနဲ့လားတားရဲ့။တာရွာတွေကလူတွေပြောတဲ့စကားကိုကြားပြီးကြောက်လို့လား။ဒါဆိုတားဖေရဲ့ဖျားပုံတော်လေးယူသွားလိုက်။မိခင်ဖြစ်သူကပြောပြီးဖျားပုံတော်လေးကိုယူလာပေးခဲ့ပါတယ်။တားအတွက်ဒီဖျားပုံတော်နဲ့မလုံလောက်သေးရင်လေအမေရဲ့ဒီလုံကြီးစာကျိုးလေးကိုပါယူသွား။ကိုနဲ့မကွာအမြဲဆောင်ထားနော်။အမေဖះပုံတော့ကတော့ဟုတ်သေးတယ်အမေရဲ့လုံကြီးကျိုးကကျွန်တော်ဘာလို့လို့ရမှာလဲဗျမောင်ကောင်းလည်းအမေပေးတဲ့လုံကြီးကျိုးကိုယူလိုက်ပြီးအိတ်ကတ်ထဲထည့်လိုက်ပါတယ်မောင်ကောင်းတဲတဲ့ရောက်ထားတဲ့တဲဘေးမှာမိပုံလေးဖိုးလိုက်ပြီးပါလာတဲ့ညစာသမင်းဘူးလေးကိုဖွင့်စားနေခဲ့တယ်ဗျညနေနေဝင်ပြီးမောင်ရီတန်းလာခဲ့တာနဲ့အမျှငှက်ကလေးတွေရဲ့အိတ်တန်းတက်တန်လေးတွေနဲ့လေတဖြူဖြူတက်ခတ်နေတဲ့အတန်ကတယောက်တည်းရှိနေတဲ့မောင်ကောင်းအဖို့နည်းနည်းကြောချမ်းစရာဖြစ်နေခဲ့ပါတယ်လူရိတ်သူရိတ်တိတ်မကွဲတော့တဲ့အချိန်မှာပဲအဝေးကနေရိုင်တိုင်တိုင်နဲ့
သူ့တင်သားလမ်းလျှောက်လာတဲ့လူတစ်ယောက်ကိုဝိုးတော်ဝါတွေ့လိုက်ရတယ်ဗျဒီလိုအချင်းကိုဘယ်သူလဲဟာပါလာတဲ့တရှိကိုဘေးမှာချပြီးအသေးအချာစောင့်ကြည့်နေလိုက်ပါတယ်အနီးအနားရောက်မှရွာရဲ့ပင်တိုင်းဆန်အမှုသမားဥပတုတ်မှန်တီးလိုက်ရပါတယ်ဥပတုတ်မိုးချုံနေပြီကိုဘယ်သွားမလို့လဲဗျဟာမောင်ကောင်းပါလားဒီနေ့မင်းအဖေအစာလာဆောက်တာလားကွာဒါဆိုလည်းငါ့ကိုကန်နဲ့90ကောင်လောက်ပေးလို့ရမလားကွာငါအရက်နဲ့မျိုးကိုအမြင်မရှိလို့ကွာဥပတုတ်ကလည်းသူများစီးပွားရေးလုပ်နေတာအဲ့လိုအများကြီးတောင်းမှာတော့ဘယ်ပေးနိုင်မှာမလဲဗျကန်ထဲမှာဒီလောက်ငါးတွေများတာကိုဒါလေးတော့မပေးနိုင်ဘူးလားကွာမင်းကလည်းကစစ်ကုတ်လိုက်တာကဲဒါဆိုရင်မင်းငါ့ကိုဘယ်နှကောင်ပေးမှာလဲပြောကျုပ်2ကောင်ပဲပေးမယ်မြန်မြန်ယူပြီးမြန်မြန်ပြန်တော့ဗျာဥပတို့9ကန်သားကိုရိုင်တိုင်နဲ့ထွက်သွားခဲ့ပါတယ်ဒီလောက်ကစစ်ကုတ်တဲ့ကောင်တရက်6ခွန်ရအောင်မည9နာရီကျော်လောက်မှာတော့ညဘက်ထွက်တတ်တဲ့အင်းဆက်လေးတွေရဲ့အော်တန်ကတိတ်ဆိနေတဲ့ပတ်ဝန်းကျင်တစ်ခုလုံးကိုစူညံသွားစေခဲ့ပါတယ်။မောင်ကောင်းလဲမိဖို့ကိုမိတော့အောင်ထင်းတွေပိုးထည့်လိုက်ပြီးမိညိုအနားကိုသွားခဲ့လိုက်တယ်ဗျာ။မိညိုညဘက်တစ်ခုရှိရင်လည်းအိပ်ပဲအိပ်မနေနဲ့ထဟောင်းကြားလားဟူးတခုဖြစ်ခဲ့ရင်နေကငါ့အတွက်အကူကြီးရောဖြစ်ပါမလားဒီလိုနဲ့ညနက်တက်နက်လာချိန်တဲဘေးမှာဖိုးထားတဲ့မိဖို့လေးဟာလည်းငိမ့်သွားပါတော့တယ်မောင်ကောင်းလဲထပြီးမိပြန်ထည့်ရမှာပြင်းတဲ့အတွက်စောင်းချုံကအိတ်နေထိုးတယ်ဗျသူဘလို့ပဲစူးစမ်းပြီးအိတ်လို့မပြောပဲဖြစ်နေခဲ့ပါတယ်ညနေလာခဲ့တာနဲ့အမျှလေစိမ့်တွေဟာလည်းပိုတိုက်ခတ်လာပြီးရာသီဥတုဟာလည်းအေးလို့နေတယ်ဗျအဲအချိန်မှာပဲတစုံတစ်ခုသူ့ဆောင်ပေါ်မှာလာဖိထားတယ်လို့ခံစားရတော့လှည့်ကြည့်လိုက်ပါတယ်မင်းညိုနင်းရောအိတ်နေလို့လားပြောပြီးပြန်အိတ်နေလိုက်တယ်ဗျအိတ်ပြောသွားပြီးတိတ်မကြခင်မှာပဲမင်းညိုကတစုံတရာကိုကြောက်နေတဲ့အလားတေးလုံးနေပြီးကနာမငင်းဖြစ်လာခဲ့ပါတယ်မင်းညိုနင်ဘာဖြစ်နေရလဲဟာပြောရင်ဆိုရင်ထလိုက်ခါဓာမီယူပြီးမင်းညိုကိုကြည့်ဖို့လုံးနေတော့ငါးကန်ဘက်ကနေအတန်နေကြားလိုက်ရလို့ကြည့်လိုက်တော့လှုပ်ရှားနေတဲ့လူအရိပ်ကိုတွေးလိုက်ရပါတယ်ဥပတုတ်ပဲကိုငါငါးတွေကိုတိတ်တိတ်လေးပြန်လာယူတာထင်တယ်ရေထဲပြုတ်ကြအောင်လုပ်ပြလိုက်အောင်မောင်ကောင်းပါလာတဲ့တရှိကိုယူပြီးကမ်ဘေးနာလူရိပ်စီကိုဖြည်းဖြည်းချင်းချင်းကပ်သွားခဲ့ပါတယ်ဒေသအဲ့ဒါဘာကြီးတော့မောင်ကောင်းကိုင်းလာတဲ့တရှိကိုကြစ်ကြစ်ပအောင်စုပ်ကင်ထားကတစ်တုံးတွေနောက်မှာဝင်ပုန်းနေလိုက်ပါတယ်အဲအချိန်မှာပဲဘယ်အချိန်ကလေးကသူ့နောက်ကိုလိုက်လာခဲ့မှန်းမသိတဲ့မိညိုကသူ့ဘေးနားနေကြောက်လို့တေးအေးနဲ့အတန်ပေးနေတယ်ဗျမိညိုတိတ်တိတ်နေစမ်းပါဟာနင်ကလည်းခွေးဖြစ်ပြီးတော့တအားကြောက်တတ်တာပဲနင်အားကိုလို့ကိုမရဘူးကံဘေးနာလူနှစ်ယောက်ကငါးတွေကိုတကောင်ပြီးတကောင်ဖမ်းယူကကိုက်ဖြတ်စားတောက်နေခဲ့ပါတယ်ပြီးတော့သူတို့ရဲ့မျက်နှာကပုံမှန်လူတွေလိုမဟုတ်ပဲနှာခေါင်းနဲ့ပါးစပ်ပေါက်ကနေအစိမ်းရောင်အလင်းတွေထွက်နေခဲ့တယ်ဗျအဲ့ဒါအစိမ့်သေးရလားမောင်ကောင်းကြောက်လက်တကြားရေရွတ်လိုက်တဲ့အတန်ကိုတရက်နှစ်ကောင်ကြားသွားပြီးမောင်ကောင်းရှိရဘက်လှည့်ကြည့်လာခဲ့ပါတယ်မင်းညိုကတော့တရက်ကိုမြင်တာနဲ့အရင်ထွက်ပြေးသွားခဲ့တယ်ဗျမောင်ကောင်းတရက်နှစ်ကောင်ရဲ့မျက်နှာကိုမြင်လိုက်ရတော့ပိုးပြီးထိတ်လန့်သွားခဲ့ရပါတယ်အဲလူနှစ်ယောက်ကတခြားသူတွေမဟုတ်ပဲရွာတကြီးဦးထွန်းနဲ့ဦးတာလှတို့ဖြစ်နေလို့အားအသင့်ပြီးထိတ်လန့်သွားခဲ့တယ်ဗျတကြီးနဲ့ဦးလေးတာလာပါလားဗျတကြီးတို့ကျွန်တော်မနှောက်ရှက်တော့ပါဘူးစိတ်ကြိုက်သုံးဆောင်ပါတော့ကျွန်တော်ငါးခါနဲ့ငါးတွေမှာအများကြီးပဲမောင်ကောင်းကြောက်လန့်စွာစကားကိုအထစ်ထစ်ငေါငေါပြောနေတော့ရွာတကြီးကဟားတန်ရှိလိုက်ပါတယ်အဲ့လိုရပါမလားကွာအခုမင်းကငါတို့မျက်နှာကိုမြင်သွားပြီဆိုတော့မင်းကိုတတ်ပြစ်မှရတော့မယ်မင်းကိုမတတ်ပြစ်နိုင်ငါတို့ရဲ့မျက်နှာကိုမြင်သွားတဲ့အတွက်တရားမဲ့သူကငါတို့ပဲဖြစ်လိမ့်မယ်ပုံမှန်ဆိုရင်အစင်းတရဲတွေကလူအန်ရပြုလိမ့်မရှိပါနဲ့သူတို့မျက်နှာကိုမြင်ပြီးနာမည်ခေါ်ခံလိုက်ရရင်သူတို့ကအဲ့ဒီလူကိုတတ်ပြစ်ကြတယ်ဗျ
တကယ်လို့နာမည်ခေါ်လိုက်တဲ့သူကိုမတက်ပြစ်လိုက်နိုင်ရင်သူတို့နာမည်ခေါ်ခံလိုက်ရတဲ့အတွက်သူ့အလိုလိုတေးသွားကြရတယ်လို့ဆိုကြပါတယ်မောင်ကောင်းအတော့ကိုကြောက်လန့်သွားပေမဲ့အသက်အန္တရာယ်ကြုံလာရတဲ့အခါမှာတော့ကိုသတိကပ်ထားပြီးတရှိကိုကြစ်ပါအောင်စုပ်ကင်ထားလိုက်တယ်ဗျရွာတကြီးသူ့စီကိုပြေးဝင်လာခဲ့တာနဲ့မောင်ကောင်းကဓားနဲ့လှမ်းခုတ်တော့တယ်ဗျမောင်ကောင်းရဲ့ဓားကရွာတကြီးကိုဘာမှမလုပ်နိုင်ခဲ့ပါဘူးအဲ့ဒါနဲ့သူလဲတငယ်ချင်းဖုတ်ထောင်ပေးလိုက်တဲ့အဆောင်ဆွဲကြိုးလေးကိုလေဘင်းကနေဆွဲဖြုတ်လိုက်ပြီးရွာတကြီးကိုကောက်ပေါက်လိုက်တယ်ဗျတငယ်ချင်းဖုတ်ထောင်ပေးလိုက်တဲ့မဟာအဆောင်ကလည်းတရက်နှစ်ကောင်ကိုထိခိုက်အောင်မလုပ်နိုင်ပြန်ပါဘူးဘာလို့ဘာမှဖြစ်တာလဲအဲ့ဒါဘာအဆောင်လေးတော့အေးစစ်စစ်ပဲအသေးခံလိုက်ပါကွယ်မောင်ကောင်းနောက်ထပ်သူ့အမေပေးလိုက်တဲ့အဖေဖြစ်သူရဲ့အဆောင်နဲ့ပြန်ပေါက်လိုက်တဲ့အခါမှာတော့ရွာတကြီးရဲ့လက်ကိုထိသွားပြီးပူလို့အော်နေတော့တယ်ဗျဒီငါလက်ကနေမလွတ်စီအောင်အဲ့လိုကျင်းဝါလိုက်ပြီးမောင်ကောင်းစီကိုပြေးဝင်လာပါတော့တယ်မောင်ကောင်းလည်းလက်ထက်ကင်ထားတဲ့ဓာတ်နဲ့တားခဲ့လိုက်တာပေါ့ဗျာသူတို့နှစ်ယောက်လှုပ်ထွေးတပ်ပုတ်နေကြတဲ့အချိန်မှာရွာတကြီးကမောင်ကောင်းရဲ့အနောက်ကနေဝင်လာပြီးနှစ်ယောက်တယောက်တိုက်ခိုက်ကြတော့တယ်ဗျဒုက္ခပဲငါဘယ်လိုလုပ်ရတော့မှာလဲမောင်ကောင်းကြောက်လန့်စွာရေကျွတ်လိုက်ပါတယ်ဘာလို့ဆိုသူ့လက်ထက်ကင်ထားတဲ့ဓာတ်ဟာလေတရက်နှစ်ကောင်ကိုထိခိုက်အောင်မလုပ်နိုင်တဲ့အတွက်သူ့အတွက်အခက်တွေ့နေရတာကြောင့်ပါဒီတခါတော့မင်းလည်းဟိုငါးတွေလိုတစားစီဖြစ်တော့မယ်ကျွန်တော်လွတ်ပေးပါဗျာကျွန်တော်အိမ်တော်မပြေဝသေးဘူးဗျာလုပ်ပါဗျာနော်အဲ့ဒါမင်းကိစ္စငါတို့ကိစ္စမဟုတ်ဘူးအဲ့လိုနဲ့လူသားနဲ့တရက်နှစ်ကောင်ရဲ့ရံပွဲပြန်စတင်တော့တယ်ဗျမောင်ကောင်းတက်တက်လောက်အစွမ်းကုန်ကြိုးစားတိုက်ခိုက်ပေမဲ့အရာမထင်မှုဖြစ်နေပါတယ်နောက်ဆုံးတော့မောင်ကောင်းဟန်ချက်ပြက်ခါမြေပြင်ပေါ်လဲကျသွားခဲ့တယ်ဗျကဲမင်းမျက်လုံးမိတ်ထားလိုက်ပြီးမပြန်နိုင်တော့မှအိမ်ပြန်လမ်းဝင်လာတွေးလိုက်တော့တကြီးဦးထုံးကပြောရင်းဆိုရင်မောင်ကောင်းလဲကျနေတာကိုအခွင့်ကောင်းယူပါသူ့ရဲ့ခြုံထက်နေတဲ့လက်သေးနဲ့မောင်ကောင်းရဲ့ဝမ်းဘက်ကိုထိုးမဲ့အလုပ်အမောင်လေးကနေအရှိန်နဲ့ပြေးထွက်လာတဲ့မိညိုကရွာတကြီးရဲ့လက်ကိုမလွတ်တမ်းကိုက်ခဲပစ်လိုက်ပါတယ်ရွာတကြီးကကြံနေတဲ့လက်တစ်ဖက်နဲ့မိညိုရဲ့ဝမ်းဘက်ကိုဖောက်လိုက်ပြီးမြေပြင်ပေါ်ကိုကိုင်းပေါက်လိုက်ပြီဗျမိညိုလေးဘိုက်ပေါက်တန်ရာကြောင့်မြေပြင်ပေါ်မှာပဲငြိမ်သက်သွားရရှာပါတယ်တခင်ရဲ့အသက်ကိုအစွမ်းကုန်ကြိုးစားပြီးအသက်ပေးကကယ်ခဲ့တဲ့မိညိုရဲ့အဖြစ်ကိုတွေးလိုက်ရတော့မောင်ကောင်းအတော်လေးဝမ်းနေသွားခဲ့တယ်ဗျမိညိုဟာသူထင်းနေတယ်လို့ကြောက်တတ်ပြီးအာကိုလို့မရတဲ့ခွေးမလေးမဟုတ်ကြောင်းကိုတက်တည်ပြသွားခဲ့တာပါမိညိုရဲ့ဒီလိုဖြစ်မှန်သိခဲ့ရင်ငါနဲ့အခုလိုအတင်းကြခေါ်မလာပါဘူးအဲ့ချိန်မှာတရက်နှစ်ကောင်ကမောင်ကောင်းကိုစိတ်မဝင်စားတော့ပဲငြိမ်သက်နေကြတဲ့မိညိုရဲ့ကလေးစားတွေကိုအငမ်းမရစားတောက်နေကြတော့တယ်ဗျမောင်ကောင်းအဲ့အချိန်ကိုအခွင့်ကောင်းယူကလဲကျနေရကနေချက်ချင်းထပြီးအားကုန်ထွက်ပြေးပါတော့တယ်သူထွက်ပြေးလာတာတနေရာအရောက်မှာမထိမ့်မက်ဖဲဥပဒုတ်နဲ့တိုက်မိကနှစ်ယောက်လုံးမြေပြင်ပေါ်ပြစ်လဲကျသွားတယ်ဗျရှင်းမကြည့်နောက်မကြည့်နဲ့ဝရုံသုံးကပြေးလာကြတာလားကွာငါကောင်းတော့ကွဲပြီထင်ပါတယ်ဥပဒုတ်ပါလားဦးလေဥပဒုတ်ကျုပ်ခဲ့ပါဦးဗျာရွာတကြီးနဲ့ဦးလေးတာလာတို့အစင်းတည်းဖြစ်နေကြပြီးတော့ကျုပ်ကိုလိုက်တန်နေကြလို့ဗျအဲ့ချိန်မှာပဲသူတို့ရှိရာကိုရှောက်လာတဲ့ဦးတာလာနဲ့ရွာတကြီးတို့ရဲ့ပုံမှန်တရံကိုမြဝါထင်ထင်နေတွေ့လိုက်ရတဲ့အချိန်မှာအလွန်အံ့ဩသွားပါတယ်မင်းစီမှာတရေရှိနေတော့ဘာလို့မခုတ်တာလဲဟာမလေးကျုပ်မခိုးဘက်နေပါမလားဗျဒါပေမဲ့ကျုပ်သားကသူတို့ကိုခုတ်လဲအရာမထင်ဘူးဖြစ်နေတာဒါနဲ့ဦးလေးဘာတို့စီမှာကျွန်တော်တို့အသက်ကယ်နိုင်မယ်အစွမ်းထက်တဲ့ဂါထာလေးဘာလဲမရှိဘူးလားဗျအခုမှပဲအရက်မုန်းနေတဲ့ဥပတို့အမှုပြေသွားပြီးသူသားမောင်ကောင်းစီကိုငါးထပ်တောက်မှုပြန်မလှည့်လာခဲ့ရင်အခုလိုအဖြစ်မျိုးနဲ့ကြုံအောင်မဟုတ်ဘူးလို့တွေးကနောင်နာရနေခဲ့ပါတယ်ဒီလိုကြုံမမှန်းတာသိရင်ငါတငယ်ချင်းကိုအဖော်ခေါ်ခဲ့ပါတယ်ကဲမင်းတို့ညောင်စကားပြောလို့ပြီးကြပြီလားတားလိုက်ဒီနှစ်ကောင်ငါတို့မျက်နှာကိုမြင်သွားကြပြီဆိုတော့ဒီနေရာမှာသူတို့ကိုတတ်ပြအောင်တကြီးရဲ့စေးအေးထားပါဦးတကြီးတို့ကစိတ်တဘောကောင်းပြီးရွာထဲကလူတွေကိုကူညီပေးကြတဲ့သူတွေဖြစ်ရတယ်ဘလို့ဖြစ်လို့အခုလိုမျိုးဖြစ်ကုန်တာလဲဗျာဥပတို့အချိန်ဆွဲဖို့အတွက်စကားပြောနေပြီးလက်ကလည်းသူ့ခါမှာပတ်ထားတဲ့အဝတ်စားကိုချုပ်ခါလက်မှာပတ်လိုက်ပါတယ်
ဂိုင်ထားတဲ့အရက်ပလင်းနဲ့အရက်တွေကိုလက်မှာပတ်ထားတဲ့အဝတ်စားမှာလောင်းလိုက်ခါမိညှိလိုက်ပြီးတရေဖြစ်နေတဲ့ဥတာလှစီကိုပိတ်ပစ်လိုက်တယ်ဗျမီးလောင်နေတဲ့အဝတ်စားကဥတာလှကိုထိမှန်သွားပြီးသူ့ကိုလောင်မြိုက်သွားခဲ့ပါတယ် မလီငါကောင်းမီးလောင်နေပြီလို့ပါဒီကိုရောက်အောင်တက်ပြင်မယ် ဥတာလှသူ့ကိုမှလောင်နေတဲ့မီးကိုနှိမ့်လိုက်ပြီးမောင်ကောင်းတို့စီကိုတဟုန်ထိုးဝင်တိုက်ခိုက်ခဲ့ပါတယ်လူသားနဲ့တရေနှစ်ကောင်ထပ်ပြီးတိုက်ခိုက်ကြပြန်နေဗျဒီတစ်ခါတော့တစ်ဖက်ကို2ယောက်စီတိုက်ခိုက်ကြတာပါနှစ်ဖက်စလုံးလဲတန်ရအနှဲငယ်စီရကမောပန်းနေကြတော့တယ်ဗျနောက်တော့မောင်ကောင်းတို့ကတရေနှစ်ကောင်ရဲ့တိုက်ခိုက်တာကိုမခုခံနိုင်တော့ပဲမြေပြင်ပေါ်ကိုလဲကျသွားပြန်ပါတယ်တောဆောင်တဲ့ကိုဆောင်တဲ့အပေါင်းတို့ဒီညကျုပ်တို့အသက်အန္တရာယ်ဘေးကနေလွတ်မြောက်ကူညီပေးတော်မူကြပါဦးအဲအချိန်မှာမောင်ကောင်းကသုံးတယောက်တရိယာသွားပြီးအိတ်ကတ်ထဲမှာရှိနေတဲ့အမေဖြစ်သူပေးလိုက်တဲ့ထမိန်စားလေးကိုထုတ်လိုက်ခါသူ့ရဲ့တရှိမှာချီးခဲ့လိုက်ပါတယ် ကဲဒီတစ်ခါရောက်ဘာအဆောင်တိုးမှာလဲကွာ စကားကိုခက်နဲ့စွာပြောလိုက်ပါတယ်မောင်ကောင်းလည်းရှိသမျှအားနဲ့တရှိကိုမြောက်ခါခန္ဓာကိုယ်လေးကိုထိုးချလိုက်တယ်ဗျအစာဓာတ်နဲ့ခုံးမိရင်တော့ဘာမှဖြစ်တဲ့ဥတာလှရဲ့ခန္ဓာကိုယ်ကအခုတော့မောင်ကောင်းရဲ့တရှိအောက်မှာနစ်ဝင်သွားခဲ့ပါတယ်ခန္ဓာကိုယ်ရဲ့ကနေသွေးစိမ့်ရှင်ရှင်တွေပန်းထွက်လာတော့တယ်ဗျ တကြီးရေကျုပ်ကိုလာခဲ့ပါဦးဟာမင်းဟာအတော့ဝင်တာပဲဟာမောင်ကောင်းရဥတာလာပြီးရင်တကြီးကိုပါမင်းမတောင်းဝင်ယူလိုက်တော့ တငယ်ချင်းဖြစ်သူတန်ရာရတော့တာကိုမြင်တော့ရွာတကြီးကမောင်ကောင်းစီကိုတဟုန်တိုးဝင်ရောက်ခါတိုက်ခိုက်တော့တယ်ဗျမောင်ကောင်းလည်းရှိသမျှအားအကုန်ထုတ်ခါစူးစမ်းပြီးတိုက်ခိုက်ခဲ့ပါတယ်နောက်ဆုံးမှာတော့တကြီးဓာတ်နဲ့ထိုးမိပြီးဒဏ်ရာရသွားခဲ့တယ်ဗျ တာလာငါတို့မနိုင်တော့ဘူးပြေးကြရအောင် ပြောပြီးတာနဲ့တရက်နှစ်ကောင်အမောင်တိုးတဲ့ကိုပြေးဝင်ပျောက်ကွယ်သွားခဲ့တယ်ဗျအဲအခါကျမှမောင်ကောင်းတို့လည်းအသက်ဘေးကနေလွတ်ပြီးမှုတပ်ပြင်းရှည်ကြီးချနိုင်ကြပါတော့တယ်မောင်ကောင်းတို့အိမ်ကိုပြန်ရောက်လာပြီးမိဘတွေကိုပြောပြတဲ့အခါမှာတော့မိဘဖြစ်သူတွေလည်းထိတ်လန့်တုန်လှုပ်သွားကြရပါတယ် မင်းတို့ပြောတဲ့အတိုင်းသာဆိုရင်မနှက်ဖြန်မနှက်အာတုဘသတင်းကြားလိမ့်မယ် မနက်မိုးတော်ရရောက်တဲ့အချိန်မှာတော့တကြီးဖြစ်သူနဲ့ဥတာလှတို့အိမ်ရောက်ကကွက်ပြစ်ပေါ်မှာဒေဆုံးနေတဲ့ဆိုတဲ့သတင်းကတကြွာလုံးကိုပြန့်သွားခဲ့ပါတယ်သူတို့အခုမှဒေဆုံးနေတာတွေ့ပေမဲ့သူတို့ရဲ့ခန္ဓာကိုယ်ကဒေဆုံးနေတာကြားတဲ့သူတွေလိုမျိုးညိုမဲ့ပြီးဖူးယောင်နေခဲ့တယ်ဗျတကြီးတို့အခုလိုဖြစ်သွားရတဲ့အကြောင်းအရင်းကအောက်လန့်အတတ်ပညာတွေကိုတိတ်တဆိတ်သင်ယူကြပြီးနောက်ဆုံးမှာတော့ကိုတင်ခဲ့တဲ့ပညာတွေကပဲသူတို့ကိုပြန်ပြီးတော့ဒုက္ခပေးသွားခဲ့တယ်ဆိုတာကိုနောက်မှသိလိုက်ကြရပါတယ်အဲအချင်းအစားလို့ရွာထဲမှာငါးတွေပျောက်တယ်ဆိုတဲ့သတင်းလဲမကြားရတော့သလိုအစင်းတရဲ့သတင်းလဲမကြားရတော့ပဲရွာလေးဟာအရှင်တို့ပြန်လဲပြီးတာယာလာလီတို့တယ်ဗျမောင်ကောင်းကတော့သူအဲ့ဒီညကျုံခဲ့တဲ့အဖြစ်အပျက်ကိုတစ်သက်လုံးမေ့နိုင်တော့မှာမဟုတ်ပါဘူးမင်္ဂလာပါခင်ဗျာကျွန်တော် CQT မှာဖုန်းနဲ့ရေးဆွဲနိုင်မဲ့ 2D animation clip ကိုစတင်ဖွင့်လှစ်လိုက်ပါပြီကျွန်တော်တို့လို social media မှာကာတွန်းဆွဲပြီးတော့ဝင်ငွေရှာချင်တဲ့သူတွေ join လို့ရပါပြီဗျဒီလိုပုံစံလဲဆိုရင်ဒီလိုပုံစံတွေပါဒီလိုပုံစံမျိုးလေးတွေဆွဲပြီးတော့ social media မှာဝင်ငွေရှာလို့ရပါတယ်သင်တန်းသားအရေးတော့ကန့်သတ်ထားမှာဖြစ်တယ်လို့သင်တန်းကြီးကလည်းပြောင်းလဲအောင်မှာမဟုတ်အခု join ထားရင်ပို့ပြီးတော့စိတ်ချပါလိမ့်မယ်ဆက်သွယ်ရမယ့်နေရာကတော့အဲ့ဒီ Facebook page ဒီပုံစံဒီ follower နဲ့ရှိတဲ့ Facebook page ကနေဆက်သွယ်ပြီးပါကျွန်တော်စောင့်နေပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ